စီးကြိုယောဂရှိတဲ့သူတွေနဲ့မစိမ့်နဲ့အင်ဆူလင်ဆိုတာတကယ်တော့ဆေးတယ်မဟုတ်ပါဘူးသူကကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့တရက်ရွက်ကနေပြီးတော့တဘာဝအတိုင်းထွက်တဲ့ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ခန္ဓာကိုယ်ကနေအင်ဆူလင်ကိုကောင်းကောင်းမထုတ်နိုင်တော့တာဒါမှမဟုတ်ထွက်လာတဲ့အင်ဆူလင်ကိုကောင်းကောင်းအသုံးမချနိုင်တော့တဲ့အခါမျိုးဆိုလို့ရှိရင်အပြင်ကနေပြီးတော့ဖြည့်တင်းပေးရတာဖြစ်ပါတယ်ကျမတို့တွေအပြင်ဘက်ကနေစားလိုက်တဲ့စားစာနေပြီးတော့ glucose လို့ခေါ်တဲ့တကြားဓာတ်တွေကသွေးထဲကိုရောက်လာတယ်။အင်ဆူလင်ကကြတော့အဲ့ဒီတကြားဓာတ်တွေကိုခန္ဓာကိုယ်ရဲ့ cell တွေထဲကိုပို့ပေးပြီးတော့စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့နေရာမှာကူညီပေးပါတယ်။အဲ့တော့အင်ဆူလင်သာမရှိလို့ရှိရင်ခန္ဓာကိုယ်ရဲ့သွေးထဲမှာတကြားဓာတ်တွေကစုပုံနေပြီးတော့စီးကြိုတက်လာတာဖြစ်ပါတယ်။အင်ဆူလင်ရဲ့ကောင်းကျိုးတွေကကြတော့သွေးရင်းတကြားဓာတ်ကိုထိထိရောက်ရောက်လျှော့ချပေးနိုင်တယ်။တီးကြိုကြောင့်ဖြစ်မဲ့နောက်ဆက်တွဲကြောက်ကက်ပျက်စီးတာအမြင်အာရုံကွဲတာနဲ့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုလည်းတိတိတတ်တာရှော့ချပေးနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့အဖြစ်များဆုံးကဒီသွေးရင်းတကြားတဲ့အလွန်အမင်းကျဆင်းတာ hypoglycemia လို့ခေါ်ပါတယ်။အဲ့ဒါမျိုးကတော့အဖြစ်များတယ်ပြီးတော့ဒီဆေးထိုးတဲ့နေရာမှာအရေပြားအဆီခဲတာရမ်းရမ်းတာမျိုးလည်းဖြစ်တတ်ပါတယ်။ဘယ်အချိန်မှထိုးရမလဲဆိုရင်အင်ဆူလင်အမျိုးအစားပေါ်မူတည်ပါတယ်။အာနိသင်မြန်နဲ့အင်ဆူလင်ဆိုလို့ရှိရင်တော့အစားမစားခင်15မိနစ်သို့မဟုတ်နာရီဝက်လောက်ကိုကြိုပြီးတော့ထိုးပေးရတယ်။အာနိသင်ကျတဲ့အင်ဆူလင်မျိုးဆိုရင်တော့ဒီနေ့စဉ်ပုံမှန်အချိန်တစ်ခုသတ်မှတ်ပြီးတော့ထိုးပေးရပါမယ်။အရေးကြီးဆုံးသတိထားမှာကြတော့အင်ဆူလင်ထိုးတဲ့အချိန်နဲ့အစားစားတဲ့အချိန်ကိုတိတိကျကျလိုက်နာဖို့ပါ။ဆေးထိုးပြီးတော့အစားမစားဘဲနေရင်ဒီသွေးရင်းတကြားတဲ့အလွန်အမင်းကျဆင်းပြီးတော့မူးဝေတာမျိုးတတိလစ်တာမျိုးဖြစ်နိုင်ပါတယ်။ပြီးတော့ဆေးထိုးတဲ့နေရာကိုလည်းအမြဲတမ်းပြောင်းပြီးတော့ထိုးနေရပါမယ်။ဒါကြောင့်မို့လို့မိမိနဲ့ကိုက်ညီမဲ့အင်ဆူလင်အမျိုးအစားကိုသိနိုင်မှုအတွက်ဆရာဝန်နဲ့တေချာတိုင်ပင်ဖို့လိုအပ်ပါတယ်